မနေ့ကလည်းကျွန်တော်တင်ပြထားပြီးဖြစ်ပါတယ်။ဘာလဲဆိုတော့မနေ့ကတောက်ကြနေမှာဂျနီဗာမြို့မှာဒီအစ္စရေးအီရန်ကိစ္စနဲ့ပတ်သက်ပြီးတော့ပြင်သစ်နိုင်ငံရဲ့ဂျာမနီနိုင်ငံရဲ့ဗြိတိန်နိုင်ငံရဲ့ကကြည့်မှုပြီးတော့ဥရောပမှာဒီဆွေးနွေးပွဲပြုလုပ်ကြပါတယ်။ဒီအီရန်နိုင်ငံနဲ့အစ္စရေးနိုင်ငံရဲ့ဂျာဆွေးနွေးပြဿနာတွေကိုဖြေရှင်းဖို့အတွက်ဘယ်လိုလုပ်ကြမလဲဆိုတော့ဆွေးနွေးပွဲပြုလုပ်ကြပါတယ်။အဲ့ဆွေးနွေးပွဲကိုဘယ်သူ့ကိုဖိတ်ခေါ်လိုက်လဲဆိုတော့ဒီအီရန်နိုင်ငံသားရေးဝန်ကြီးအဘတ်အာကာချီကိုဖိတ်ခေါ်ပြီးတော့တက်ရောက်ဖို့ပြောကြားခဲ့ပါတယ်။အဲ့ဒီဆွေးနွေးပွဲလည်းမနေ့ကပြီးဆုံးသွားပါတယ်။ပြီးဆုံးသွားတဲ့အချိန်မှာဒီအီရန်နိုင်ငံသားရေးဝန်ကြီးအာကာချီကဘာပြောလဲဆိုတော့ဒီအစ္စရေးရဲ့တက်ခိုက်မှုတွေသာမယမနာဆက်တိုက်နေမယ်ဆိုရင်အီရန်ကတော့ဒီနျူကလီးယားနဲ့ပတ်သက်တဲ့ဆွေးနွေးပွဲတွေကိုဘယ်တော့မှတက်ရောက်မှာလည်းမဟုတ်ဘူး။ဆွေးနွေးပွဲလည်းလာမှာမဟုတ်ဘူးလို့ဒီအာကာချီကထုတ်ပေါ်ပြောကြားခဲ့ပါတယ်။ပြီးတော့လည်း20ရက်နေ့ကအီရန်နိုင်ငံရဲ့တဟီရန်မြို့မှာဆူတောင်းပွဲအခမ်းအနားတစ်ခုကျင်းပခဲ့ပါတယ်။အဲ့ဆူတောင်းပွဲအခမ်းအနားလည်းပြီးတော့ရောသူတို့လူအုပ်ကြီးကအီရန်ပြည်သူလူအုပ်ကြီးကအစ္စရေးစန့်ကျင်ရေးဆန္ဒပြမှုပြုလုပ်ကြပါတယ်။လူအစုဝေးကြီးနဲ့ဆန္ဒပြမှုပြုလုပ်ကြပါတယ်။အလံလေးပြီးတော့ဆိုင်းဘုတ်တွေကင်ဆောင်ပြီးတော့အစ္စရေးစန့်ကျင်ရေးဆန္ဒပြမှုပြုလုပ်ကြပါတယ်။အီရန်နိုင်ငံကအဲ့ဒီလိုဆွေးနွေးပွဲပြုလုပ်နေတဲ့အချိန်မှာပဲအီရန်နိုင်ငံကပဲဒီအစ္စရေးနိုင်ငံရဲ့အလဲပိုင်းဒေသတွေကိုဒုံးကျည်တွေနဲ့အဆက်မပြတ်ပစ်လွှတ်နေပြီးတိုက်ပွဲတွေလည်းဆက်ဖြစ်နေသေးပဲဖြစ်ပါတယ်။အဲ့ဒီခါမှာအစ္စရေးနိုင်ငံကနေပြီးတော့အီရန်နိုင်ငံရဲ့ဒုံးကျည်တူလောင်တဲ့နေရာတွေပြီးတော့ဒုံးကျည်လွှတ်တင်မဲ့အဆောက်အအုံဒုံးကျည်ပစ်တဲ့နေရာတွေပေါ့နော်အဲ့ဒီနေရာတွေကိုတောက်လျှောက်ပြစ်ခတ်ဖျက်ဆီးနေတယ်လို့သတင်းရသိရှိရပါတယ်အဲ့ဒီပြစ်ခတ်မှုတွေကလည်းညာလုံးပေါ့နီးပါးလောက်တညာလုံးနီးပါးလောက်ကိုပြစ်ခတ်နေကြတယ်လို့သိရပါတယ်အဲ့ဘောတွေကဆက်လက်ဖြစ်ပေါ်နေသေးပဲဖြစ်ပါတယ်ဟိုရပိုင်းတွေကလည်းပြောထားပြီးသားပါဒီဒုံးကျည်ပစ်လွှတ်တဲ့နေရာတွေနောက်ပြီးတော့ဒုံးကျည်တူလောင်ထားတဲ့နေရာတွေကိုအစ္စရေးကသူတို့ပြန်ခြေပုတ်တိုက်ခိုက်မယ်လို့သူတို့ကပြောထားပြီးဖြစ်ပါတယ်အဲ့ဒီပြောထားတဲ့အတိုင်းနဲ့ပြီးခဲ့တဲ့ရက်ကပဲထပ်မှတ်ပြီးတော့အဲ့ဒီနေရာတွေရှာဖွေပြီးတော့ထပ်လက်ပြစ်ခတ်နေတယ်လို့သိရပါတယ်အဲ့ဒါကြောင့်လို့လေအစ္စရေးနိုင်ငံရဲ့တဲအီဘတ်မြို့ဒါနီကိုလေအီရန်နိုင်ငံကဒုံးကျည်တွေပစ်ပေါက်တဲ့အတွက်ပစ်ခတ်တဲ့အတွက်အခုအခါမှာအဲ့ဒီတဲအီဘတ်မြို့မှာပေါက်ကွဲမှုတွေမိလောင်မှုတွေဟာတောက်လျှောက်ကိုဖြစ်ပေါ်နေတယ်လို့တိုက်ပွဲတွေဆက်လက်ဖြစ်ပေါ်နေတယ်လို့သိရပါတယ်အီရန်နိုင်ငံရဲ့နိုင်ငံခြားရေးဝန်ကြီးဖြစ်တဲ့အာကာချီကဘာပြောလဲဆိုတော့အစ္စရေးရဲ့ရန်လိုမှုတွေရက်တက်မှုတွေမရှိရက်တက်မှုတွေမရမချင်းဒီတန်ခင်းတမန်ခင်းဆွေးနွေးပွဲတွေကိုဘယ်တော့အခါမှသူတို့တက်မှာမဟုတ်ဘူးလို့အစ္စရေးနိုင်ငံကပြစ်ခတ်နေတာမရမချင်းသူတို့ဆက်လက်ပြီးတော့ပြန်လည်တက်ခတ်နေမှာပဲဖြစ်တယ်လို့ပြောကြားပြီးတော့ဆွေးနွေးပွဲလည်းဘယ်တော့မှတက်မှာမဟုတ်ဘူးလို့ဒီအီရန်နိုင်ငံရဲ့နိုင်ငံခြားရေးဝန်ကြီးဖြစ်တဲ့အာကာချီကမနေ့ကပဲပြောကြားလိုက်ပါတယ်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတော့နှစ်ပတ်ကြာဒီစစ်ပွဲနဲ့ပတ်သက်ပြီးတော့သူတို့မပတ်သက်သေးဘူးရပ်ဆိုင်းထားတယ်လို့သူကပြောကြားထားပါတယ်အဲ့လိုရပ်ဆိုင်းထားတာကလေဒီကြားထဲမှာဆွေးနွေးပွဲတွေလုပ်ဖို့အတွက်သူကအခွင့်အရေးပေးထားတာလို့သူကပြောပါတယ်ဒီလိုနှစ်ပတ်ကြာတာရက်ထားတာသူတို့အမေရိကန်ဝင်မပါဘူးပါမယ်ဆိုတာတော့မပြောဒီလိုနှစ်ပတ်ကြာသူတို့အချိန်ယူပေးထားတာဟာအီရန်နိုင်ငံကဒီနျူကလီးယားနဲ့ပတ်သက်တဲ့ကိစ္စတွေနောက်ပြီးတော့စစ်ပွဲကိစ္စတွေဒါတွေကိုညှိနှိုင်းဖို့အချိန်ပေးထားတာလို့ပြောကြားခဲ့ပါတယ်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကဘာပြောလဲဆိုတော့သူတို့ကိုအချိန်အတိုင်းအတာတစ်ခုထိကျွန်တော်တို့ပေးထားတယ်နှစ်ပတ်ကတော့အများဆုံးပဲလို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကပြောကြားခဲ့ပါတယ်အဲ့လိုပြောကြားပြီးမကြာခင်မှာပဲသူကစောတော့ပြောတော့နေတိုးအစည်းအဝေးဘက်ကိုသူကတက်ရောက်ခဲ့ပါတယ်အဲ့ဒီနှစ်ပတ်ဆိုတာကလည်းနောက်ထပ်14ရက်ကြာပြီးတဲ့ကြာတာရောက်ရှိတော့မယ်ကြာတာပတိနေ့အထိလို့သတ်မှတ်ထားတယ်လို့သိရပါတယ်ဆိုတော့အဲ့ဒီရက်ကျော်သွားရင်တော့စုပ်ပြတ်ချက်တစ်ခုခုအမေရိကန်ချမှတ်လိုက်မယ်လို့ဘယ်သူကပြောလဲဆိုတော့ကုလသမဂ္ဂရဲ့အစ္စရေးတန်အမတ်ကြီးကပြောကြားခဲ့တယ်လို့သိရှိရပါတယ်အီရန်နိုင်ငံသားရေးဝန်ကြီးဖြစ်တဲ့အာကာချီကတော့ဒီဆွေးနွေးပွဲကိုတက်ရောက်ပြီးမယ်ဥရောပကငါတို့ဘာမှလုပ်ပေးနိုင်မှာမဟုတ်ဘူးလို့သူကတော့ထုတ်ပေါ်ပြောကြားခဲ့ပါတယ်အစ္စရေးကမနေ့ကအထိလူ25ဦးလောက်တည်ဆုံးသွားရပြီလို့စာရင်းထုတ်ပေါ်ပြောကြားခဲ့ပါတယ်အီရန်နိုင်ငံကတော့အရင်စာရင်းအတိုင်း224ဦးတည်ဆုံးသွားပြီဖြစ်ကြောင်းတရားဝင်ထုတ်ပေါ်ပြောကြားပြီးမယ်နောက်ထပ်တည်ဆုံးတဲ့စာရင်းတွေဒဏ်ရာရတဲ့စာရင်းတွေတော့ထုတ်ပေါ်ပြောကြားတာမရှိသေးပါဘူးအီရန်နဲ့ဒီအစ္စရေးစစ်ပွဲတွေနဲ့ပတ်သက်ပြီးတော့အခုသတင်းအမှားတွေမဟုတ်တဲ့မှန်ကန်တဲ့သတင်းတွေကိုအင်တာနက်ဒီပေါ်မှာ website တွေပေါ်မှာဖြန့်နေပါတယ် AI စနစ်တွေနဲ့ဖြန့်နေပါတယ်ဒါကြောင့်မလို့ဒီသတင်းတွေဟာတချို့သတင်းတွေဟာမှန်ကန်မှုမရှိဘဲနဲ့ဝါဒဖြန့်မှုတက်တာဖြစ်တယ်လို့ထုတ်ပေါ်ပြောကြားခဲ့တာတွေလည်းကြားသိရပါတယ်မနေ့ကလည်းလန်ဒန်မြို့မှာရှိတဲ့အီရန်တန်ယုံနာမှာအကြမ်းဖက်မှုတွေတိုက်ခိုက်မှုတွေဖြစ်ခဲ့ပါတယ်အဲ့ဒီအကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်တဲ့အတွက်ကြောင့်လူ9ဦးလောက်ပြင်းပြထန်ထန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်အဲ့ဒီအီရန်နိုင်ငံမှာအီရန်နိုင်ငံရဲ့ဘယင်စနစ်ကိုထောက်ခံတဲ့လူတွေနဲ့ဒီဆန္ဒပြတဲ့လူတွေနဲ့ပြဿနာဖြစ်ကြတဲ့အကြမ်းဖက်မှုပဲဖြစ်ပါတယ်ဟိုအရင်တော့ဆိုရင်အီရန်နိုင်ငံဟာဘယင်စနစ်ကိုထူထောင်ခဲ့တာပဲဖြစ်ပါတယ်ရှားဘယင်ကိုဖြုတ်ချပြီးတော့အခုအခါမှာဒီဘ
ဘာသာရေးခေါင်းဆောင်တွေကတက်ပြီးတော့နေရာယူထားတာပဲဖြစ်ပါတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတချို့ဘယင်စနစ်ကိုထောက်ခံတဲ့လူတွေကအခုဖြစ်နေတဲ့ပြဿနာတွေမှာသူတို့တွေကသဘောကျမှုမရှိတာတွေရှိတဲ့အတွက်ကြောင့်ဒီစောစောကပြောတဲ့အီရန်တန်ယုံနာမှာစာနာပြမှုတွေပြုလုပ်တဲ့အခါမှာဘယင်စနစ်ကိုထောက်ခံတဲ့အီရန်လူမျိုးတွေတချို့ကပြန်လည်ပြီးတော့အကြမ်းဖက်မှုတွေပြုလုပ်တဲ့အတွက်လူ9ဦးလောက်ပြင်းပြင်းထန်ထန်ကိုရရှိသွားတယ်လို့သိရပါတယ်ဒီတင်ကလည်းအီရန်နိုင်ငံမှာရှိတဲ့ UK တန်ယုံကဝန်ထမ်းတွေအကုန်လုံးကိုလည်းပြန်ခေါ်ထားလိုက်ပြီလို့ပြည်ထောင်နိုင်ငံသားရေးဝန်ကြီးဌာနကထုတ်ဖော်ပြောကြားခဲ့ပါတယ်အီရန်ဘယင်စနစ်ကိုထောက်ခံတဲ့လူတွေကလည်းသူတို့ဒီလိုပြုလုပ်တဲ့နေရာမှာလည်းအစ္စရေးနဲ့ဘာမှပတ်သက်မှုမရှိဘူးသူတို့ရဲ့စိတ်ဆန္ဒနဲ့လားသူတို့ပြန်လည်တက်ခိုက်တာဖြစ်တယ်လို့သူတို့ကတော့ထုတ်ဖော်ပြောကြားခဲ့ပါတယ်အခုရပိုင်းမှာပဲအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကနေတိုးထိပ်သီးအစည်းအဝေးကိုအခုတက်ရောက်နေပါတယ်အဲ့ဒီနေတိုးအစည်းအဝေးမှာဆိုရင်နိုင်ငံများစွာပါဝင်ကြပြီပဲအဲ့ဒီမှာဘာပြောလဲဆိုတော့အမျိုးသားတဦးရဲ့ပြောဆိုချင်တာကတော့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့သဘောပေါ့နော်အမျိုးသားတဦးရဲ့ဆုံးဖြတ်ချက်ကသာအရေးကြီးတယ်လို့နေတိုးရဲ့အကြီးအကဲဖြစ်တဲ့မေရူတီကထုတ်ဖော်ပြောကြားခဲ့တာလေသိရှိရပါတယ်နေတိုးအဖွဲ့ဟာမဟာမိတ်အဖွဲ့ဝင်ခေါင်းဆောင်တွေ32ဦးလောက်အဲ့ဒီနေတိုးအစည်းအဝေးကိုတက်ရောက်ကြတယ်လို့လည်းသိရပါတယ်အမေရိကန်ကအီရန်နဲ့အစ္စရေးစစ်ပွဲတွေမှာအကန့်အသတ်ပြုလုပ်ဖို့ဆက်လက်ပြီးမတိုက်ခိုက်ဖို့အစ္စရေးကိုအမိန့်ပေးလိုက်မယ်ဆိုရင်ဒီစစ်ပွဲဟာရပ်သွားစရာအကြောင်းရှိတယ်လို့အီရန်နိုင်ငံသားရေးဝန်ကြီးဖြစ်တဲ့အာကာချီကပြောကြားခဲ့တာလေသိရှိရပါတယ်အီရန်မှာတော့သူတို့ပြောကြားချက်အရအခုလိုနျူကလ িয়ার စမ်းသပ်မှုတွေနျူကလ িয়ার နှက်စင်မှုတွေပြုလုပ်နေတာဟာသူတို့ကအရက်ဖက်သုံးဖို့အတွက်တည်တံ့ထုတ်လုပ်တာဖြစ်တယ်တက်မဲ့တာအစ္စရေးနိုင်ငံကရန်လိုမှုနဲ့လာရောက်ပြီးတက်ခိုက်တာဖြစ်တယ်လို့သူတို့ကတော့ယနေ့တည်းထုတ်ဖို့ပြောကြားနေတယ်ဖြစ်ပါတယ်ကျွန်တော်ရဲ့ channel လေးကိုကြိုက်တယ်ဆိုရင် like လေးတွေ follow လေးတွေပေးရပါဦးခင်ဗျာအားလုံးချမ်းသာပြီးရန်သူမျိုးငါးပါးအနေနဲ့ကကင်းဝေးကြပါစေခင်ဗျာ